အားလုံးပဲမင်္ဂလာပါရှင် Cooking by Nila Channel လေးမှာကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့ဝက်နံရိုးစီပြန်ဟင်းလေးချက်ပြပါမယ်ရှင်တန့်စင်ထားသောဝက်နံရိုးကိုနနွေးမှုန့်စားဟင်းခတ်မှုန့်ကြက်သားမှုန့်ငံပြာရည်တကြားတို့နဲ့တမအောင်နေပေးရရရှင်ကြက်သွန်နီကြက်သွန်ဖြူချင်းအယောင်တင်မှုန့်တို့ကိုရောကြိတ်ပါရရှင်တဲအိုးထဲစီထည့်တယ်ရှင်စီပူလာရင်စနွေးမှုန့်ထည့်တယ်ရှင်ပြီးတော့ခုနကရောကြိတ်ထားတဲ့ဟာတွေထည့်ကြော်မယ်ရှင်ကြက်သွန်နီရေးလာရင်ဝတ်သားထည့်မှုရမယ်ရှင်ရေချောက်သွားအောင်မှွေပေးရပါမယ်အိုးကလာပြီဆိုရင်ရေကိုဝတ်သားမြုပ်အောင်ထည့်ပါရရှင်ပြီးရင်အဖုံးပိတ်ပြီးနိုင်ဝက်လောက်တီးထားပါရရှင်ရေခမ်းသွားရင်ပဲငံပြာရည်လေးထည့်ပြီး3မိနစ်လောက်မှွေပြီးရင်အရသာကောင်းမွန်နဲ့ဝက်နံရိုးစီပြန်ချက်လေးရပါပြီရှင်နောက်ဗီဒီယိုတွေမှာလည်းချက်ရလွယ်ကူပြီးအရန်စားကောင်းတဲ့ဟင်းလေးတွေချက်ပြမှာမို့လို့ကျမရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါဦးရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye